我都不到了，三块那块，贵不那个？နော်ပုံနဲ့တလားအဲ့လိုဖြစ်ကြချောက်ကဟိုတနေ့လည်းဖြစ်ချင်တာဟိုဟာလေးစီရပေါ့ဟိုလေတယောက်ပြောက်ပြီးနေသူကလည်းပေးယူတတ်တယ်没搞错你们ဟုတ်တယ်我玩了吗？这个的那个吧，你说搞错了是吧？这个我买了。မင်္ဂလာပါမမတို့ချောင်းနေဟဲ့ငါတို့ဟိုဘာလဲငါတို့ပတ်စံဟိုဘာလဲရှင်းနေကပေးလိုက်ရတာ6နှစ်ပေါ့လိန်ခံကမနေလည်းမမြင်အောင်တက်တာဟုတ်ရဲ့လားဒီနေ့ရောနည်းနည်းတီးခံပေးဒါကြောင့်မှအချိန်မကောင်းပြောကြတယ်အတော့မဟုတ်ဟုတ်မတော့လည်းမဟုတ်ပူပူလေးနဲ့စားရ我跟你说那个所以那个我说那个出现不计算
咩咧？K 杯啦，办啦，是白写啦，你办那边太不？我厂里说已经把这样拿了，已把这个拿了。对嘞，包机啦，包机钱你们刚那个啦。အေးပတ်သွားတယ်လို့လေအဲ့လိုဖြစ်တာမျက်ရည်ဘူးတွေပါလက်တွေချီတွေအကုန်လုံးပူပြီးတော့လေရှားတတ်ရင်လေဆောင်းနှင်း fashion နဲ့လှဆောင်းနှင်းက fashion ကျင်လို့ fashion ထားရတာမဟုတ်ဘူးဟိုကလေဟိုဥစားပါလဲဂျွမ်နီမျိုးရေဖျားလို့ဆောင်းနှင်း fashion ကျင်တာတဲ့ဖျားတော့အဲ့ဒါမဖြစ်လို့မရအောင်အဲ့လိုဖြစ်တာပူနေတာအဲ့တော့မျက်နှာနီးနေတာလေရုံချောချောအသားဖြူဖြူနဲ့မိုင်းကျောင်းဟိုင်ချင်းနေမကောင်းဘူးအဲ့လိုဖြစ်တယ်ဘာလဲအဲ့လိုဖြစ်တယ်ချောင်းနေဆုံးအောင်လို့ရင်ဘက်တွေတော့အောင်တယ်မျက်ရည်ပူတွေကြအဖျားတက်တော့လေလဝါးတွေပူပြီးတော့ချောင်းရမ်းဆုံးတာညီမလေးနေမကောင်းသေးဘူးဆိုတော့ဟုတ်တယ်အဲ့လိုဖြစ်တာအဲ့လိုဖြစ်တော့ခေါင်းလျှော်ရေချိုးလိုက်တာလည်းပါတယ်ခေါင်းလျှော်ရေချိုးပြီးတော့လေနည်းနည်းလေးမိုးချုပ်သွားတာလေမိုးချုပ်သွားတော့နည်းနည်းလေးမင်းနုဖြစ်နေတာအဲ့လိုဖြစ်နေတာကောင်းတော့အဲ့လိုဖြစ်တယ်ကဲနော်အဲ့လိုဖြစ်တာအေးအပူအေးကိုအရင်မခံနိုင်တာလားဘယ်လိုလားပါလားမသိဘူးအားကြောင့်မလို့ကျွန်တော်တစ်ခါမှမချမ်းဘူးအမအခုချမ်းလို့ပြုလို့ဖြစ်နေ ENK ဆိုလဲကျွန်မချမ်းသလားအချမ်းတက်ရှိသလားမသိအေးတခါလေသူတို့ live မှာလဲအဲ့လိုပဲကျွန်မလေးအရင်ချမ်းတာဆရာဝန်အိမ်ချက်ချင်းခေါ် live နားလိုက်ရနော်တမီးတို့ live မဆက်နိုင်ဘူးနော်အဲ့ဒါ live မဆက်နိုင်ဟုတ်တယ်ရင်နှွေးတောက်ရမယ်အဲ့ဒါလေ live မဆက်နိုင်မဲနဲ့လေရက်လိုက်ရတယ်ရက်လိုက်ပြီးတော့အဖျားတွေတက်တာဆိုတာလေစောင်းနေခြုံလည်းမရဟွာလှုပ်လည်းမရအဲ့လိုမျိုးဖြစ်တယ်အဲ့ဒါဖျားရင်လည်းလေဟို6နှစ်ပါးလေးဆိုးအဲ့လိုတွေကတော့ခံနိုင်တယ်ဖျားရင်လူကလေအဲ့လိုဝမ်းနဲ့ဝမ်းတာတွေဖြစ်သလားမသိဖျားရင်ဝမ်းနဲ့ချင်တယ်လို့လူတွေပါလူတွေကဖြစ်တတ်တယ်အဲ့လိုဖျားလို့ရှင်
အဲ့လိုကဲအားလေးဆက်ကြမယ်ပြောချင်တာလေးတွေရှိသေးတယ်ပြောချင်တာလေးပြောမလို့စကားအများမပြောနိုင်ဘူးလားလို့ချောင်းရမ်းဆိုတော့လေကျမလေးနေမကောင်းညီးတတ်တယ်ဒီလားခလေးလိုပဲအိမ်မလေးညီမကောင်းရင်တိတ်ညီးရမယ်အဲ့ဒါပြီးရင်ညီမကောင်းရင်အလိုလိုဝမ်းနေတတ်တယ်ညီမကောင်းရင်ညီးတတ်တယ်အဲ့လိုလိုက်မခံစားနဲ့နော်အဲ့လိုကျမတို့အိမ်ကလူတွေရဲ့ဓာတ်ကလေအဲ့လိုပဲအားဖီးညီမကောင်းဘူးဆိုရင်အဲ့ဒါအလိုလိုနေစီမကိုရင်ညီမလေးငါကွာစင်တူလားနင်းပြီးတော့ကွဲတယ်ညလိုချင်တဲ့သူတွေဒီနေ့ညနေနော်ဒီနေ့ညနေအုံနေကျင်းနဲ့ဒီနေ့ညနေအုံနေကျင်းနဲ့ဟောငါဒီနေ့မက်စကာရာတွေပါလည်းမလုပ်လာမိဘူးမျက်လုံးနေလဲညနာလောက်တာလဲလေကြည်သူများလို့လေအလှပြင်မနေတတ်ဘာမှမလုပ်တဲ့ process တောင်ကျွန်မမျက်မက်စကာရာမပါဘူးမျက်တောင်မွေးတွေအဲ့လိုတွေနီကြီးတွေတွေ့လားနှစ်ချင်းညှက်အောင်လုံးလို့လေဒီနားတောင်စုပ်ပြက်နေဟုတ်တယ်မန္တလေးရောရမ်းအေးပြီလားရန်ကုန်တော့လေဒီနေ့နည်းနည်းလေးလဲပြန်အေးလားပါလားမသိဘူးနင်းနေမနဲ့မှုံကြီးမိုင်းပြရည်တွေမဖြစ်ဘူးလားဟဲ့ညောင်းဆိုခေါမိုးတွေမှာတအားချတာပဲနော်ငါလန့်သွားတယ်သိလားအရင်တော့အဲ့လောက်မချပါဘူးဆိုခုခေါမိုးတွေတစ်ဆက်တည်းဆိုတော့လေသူတို့ကအဲ့တိုက်ပွဲတွေကအဲ့ဒီပေါ်တွေမှာအကြီးပဲချတော့တာယူသိလားအရန်ချတာပဲသိလားညဆိုငါအရန်အိတ်နေဆိုလန့်နိုးသွားတာသိလားအိမ်မလေးအခုချတာတိုက်ပွဲကနေရာပြောင်းသွားပြီကျမတို့ကအိမ်ကလေဒီလိုဆက်လိုက်တာပေါ့နော်ဒီလိုဒီဘက်အိမ်နဲ့ဒီဘက်အိမ်နဲ့လည်းဆက်လိုက်တယ်ဟိုအမိုးဆက်ထားပေါ့လေလုံမိုးလုံဖြစ်အောင်လို့ဆိုတခါနောက်ဖေးဟိုဘက်နဲ့သွားတဲ့မီလေးတို့အိမ်နဲ့ကြားတယ်လေတခါအမိုးဘွားကြီးကမိုးရေဆိုမဲတဲ့ဟိုမှာတဲ့သူတို့ကူးတဲ့အချိန်မှာတဲ့မိုးရွာဘာရာဆိုပြီးတော့မှအဲ့ဒါအမိုးတွေအကုန်လုံးဟွာလှုပ်လိုက်တာအဲ့ဒါလေအခုဟိုကောင်ကြီးကအဲ့ပေါ်ဒီမှာကြီးချတော့တာတိုက်ပွဲကဟီမန်ကဂျေဆုနော်တီတီတဲ့တမိပါလဲအိမ်မရေမွေးအော်ရေမွေးအော်ရတယ်မင်းအောက်မှာ comment နေတယ်မှာမင်းနေကြသလားလို့အမကောက်ကသာဖြေလိုက်လှုပ်လိုက်ကြတော့နော်အဲ့ဒါအဲ့လိုဆိုတော့ကဲ想回去进来。သူတို့ကလည်းစိတ်ထိုးဖို့ဆရာဝန်အိမ်မလောက်အိမ်မရောက်တာတော်တော်ကြာနေလို့ဖြစ်မှာတို့ကလေမလုံပေးဖြစ်တာသမီးပို့ပြီးမလုပ်ပေးပြဘူးဆိုတာလေအချိန်ကြီးကတနေ့ကိုလေဘလို့ကုံမှန်းမသိဘူးသမီးရယ်
အဲ့လိုဖြစ်တယ်အချိန်ကြီးကနေအချိန်ကြီးကကုံသွားတယ်ဟိုနောက်ပြီးတော့လေဒီတိုင်းမကြည့်လိုက်ရပဲနဲ့လေကိုကလေညာပြီးမပြောချင်ပါအဲ့လိုဆိုတော့နည်းနည်းလေးကအချိန်လေးမှဖြစ်လာအောင်မယ်လေလို့ဆိုပြီးတော့အမနီကမှခလေးတွေကိုမှားထားတယ်မျက်စိရှိမရှိတော့လဲသတိမရဘူးပေါ့နော်မျက်စိရှိမှာထထားမျက်စိရှိမှာတင်ထားမျက်စိရှိမှာတင်ထားမှငါသတိရတဲ့အချိန်လေးဟိုဥစားညဘက်တွေနော်တယ်သိလားညာလက်စွပ်ကောင်းတာရှိလားရှိတာပေါ့သမီးရဲ့ဘယ်လောက်သုံးကြလဲပြောညဘက်တွေနော်တယ်နော် MM2 อ่ะသုံးရမယ်တဲ့300ကျော်တယ်ညနေစုကောင်းတာတမိဘာလို့ကျန်တာလဲဆိုတော့ကဲ line ရလေလူမတက်တာလားဘာလားညာလား line မတိုးတာလားဘယ်လိုလားမသိဘူး6ဆိုညာနာမဟုတ်တယ်အဲ့ကြောင့်ရင်ဘက်တွေနာလိုက်တာဆိုတာပြောမနေနဲ့သိလားတဲလေခေါင်းအောင်အဲ့လိုပိုက်ထားရတယ်လှဲလိုက်တာနဲ့ဆိုသိလားလှဲလိုက်တာနဲ့ဆိုတော့မလဲရောခေါင်းအဲ့ခေါင်းလူကလေဂရီမမကလေအိတ်တာတယောက်တည်းအိတ်တာသိလားခေါင်းအောင်ကလေခေါင်းအောင်စွပေါင်းခေါင်းအောင်4လုံးဖက်လုံးက2လုံးလူကတယောက်ဂရီမမလေးခေါင်းနေအဲ့လိုပြည့်နေတာဆိုတော့အဲ့ဒါခေါင်းအောင်အဲ့လိုထောင်ရရတယ်နှာခေါင်းနဲ့ပိတ်တော့အဲ့လှဲလိုက်ရင်လည်းချောင်းဆိုတော့အဲ့ဒါနောက်နေဟိုဖက်လုံးနှလုံးဒီလိုစစ်ပြီးဖက်လုံးနှလုံးမဟုတ်6လောက်ကိုတင်ထားပြီးတော့မှလေအဲ့လိုတညလုံးပေါ့ကတော့အဲ့လိုနေရတယ်ညာလဲဆိုဈေးတန်ပြီးကောင်းတာလေတဲ့စိန်နေတာတမင်းပတ်စံလေးတတ်မှတ်ပေးတမင်းပတ်စံတတ်မှတ်ပြီးတဲ့ပုံမှာတို့ကရှာပေးမယ်နော်တမင်းပတ်စံတတ်မှတ်ပေးဘာဖြစ်လို့ဈေးတွေကအစားတွေရှိလို့ညာကြီးပြီးစိန်နေတာတွေရောဈေးတမင်း3ကျန်တဲ့ပတ်စံဘယ်လောက်3ကျန်လဲဆိုတာလေးကိုပြောပေးနော်ဘယ်လောက်3ကျန်လဲဆိုတာလေးကိုပြောပေးတဲ့ပုံမှာတို့ကရှာပေးမယ်နှာတွေပါစီးနာအခုဝစ်ထားတဲ့ဟာလေးဆိုလို့ရှိရင်920ဒါလေးကဒီဥစ္စာလေးက190ဒါက190ဒီဥစ္စာ190ဒါက920သူက190ဒါ190နော်အဲ့ဒါ190နောက်တစ်ခါဒီမှာဒါက165နည်းနည်းလေးဟွာဖြစ်တယ်ဆိုဒီ165အလှတယ်ဒါက165အဲ့165အေးဟုတ်တယ်165ဒါလေးက165သူကကြတော့190သူက165လက်တွေကျင်လာတာလေလက်တွေအငွေ့တွေထွက်လာတယ်ဒီ ENK ဓာတ်ဆိုရင်ကျွန်မအဲ့ဒီဓာတ်ရှိတယ်ကျွန်မအဖျားဓာတ်ရှိတယ်အဖျားဓာတ်တို့အသီးဓာတ်တို့သေးရတဲ့ရှိ200ကျော်300လား200ကျော်300လားဆိုရင်တရားလေးယူလေတမိဒီ190လေးယူ190လေးလှတယ်နော်190လေးလှတယ်190လေးနှာခေါင်းပိန်ရင်ထဲတဲ့အဆက်ချစီရမ်းကောင်းတဲ့ဒီတို့ကလေနှာခေါင်းသွေးရှံတတ်တယ်အဲ့လိုမျိုးတွေဆိုပြန်လေအမလီတို့ရဲ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုတွေကလေတာမန်နဲ့မတူတမိရဲ့သိလားအဲ့ဒါကြောင့်မလို့တို့ကလေအများကြီးစင်ကြရတယ်တစ်ခုဆိုအဲ့ကြောင့်တို့တစ်ခုမြန်ဖြစ်တယ်ဆိုရင်လို့တို့အစေးကူရတာရမ်းခတ်မှာသိလား
မိုင်းထိုင်းကပွဲတစ်ခုတဲ့ဝင်မပါနဲ့နော်တဲ့သူတို့ပြန်ပြောရင်မခံနိုင်ဘူးကိုကရင်လူမျိုးကိုပြောရင်နဲ့အေးအောင်ကျော်မွေးကြီးဘာအမလည်းမသိပါလားအမလေးဟိုစားအစ်စ်တွေလာနေပြီနော်တဲ့အိုးထေဆရာမလေးခေါ်လာပေးရမလားတီးတင်းနဲ့ရသေးလားလို့ဆရာမလေးခေါ်စရာဆရာမလေးခေါ်လဲဆေးရထိုးမှနဲ့တူတဲ့ဆရာမလေးကဒီမောင်ချင်းနေခဏလေးပထမ live လောက်ကြည့်နေကြည့်လိုက်ပါဦးမယ်စိန်တစ်ပတ်လောက်ပဲပတ်ထားတာကို300တစ်ပတ်ပတ်ထားတာမရှိဘူးတမီနှစ်ပတ်ပတ်ထားတာပဲရှိတယ်နှစ်ပတ်ပတ်ထားတာပဲရှိတယ်ဒါလေးဆို920နှစ်ပတ်ပတ်ထားတာပဲရှိတယ်ဒီမှာမိုးဆက်ကလေးရှိမယ်နော်မိုးဆက်ကလေးက225ဒီမှာတစ်ပတ်ဒါဆိုရင်တော့မိုးဆက်ဆိုရင်တော့တစ်ပတ်225မိုးဆက်ကလေးက225เนาะမိုးဆက်ကလေးက225မိုးဆက်အောင်ကျော်မိုးရေဘာပွဲတွေဖြစ်နေတယ်တီဘူးဒွန်လဲကုတလုံးလေးနေတွေမကောင်းတော့လေမကြည့်ပြဘူးအယောင်းလေးက38မကြည့်ပြဘူး Facebook လဲလေ line နေမကောင်းတာနဲ့ Facebook လဲမကြည့်ပြဘူးအဲ့ဒါဟိုစလေအယောင်းလေးက38အယောင်းလေးက38ဆိုတော့အဲ့လိုနော်ကိုကရင်လူမျိုးပြောမခံနိုင်ဘူးနော်ဟုတ်တယ်လားနေ့တက်ကူကနေပြီနော်တို့လည်းဟိုတနေ့ကလာပြောဘာဖြစ်တယ်ဟို comment တစ်ချောင်းတွေ့လိုက်ပါတယ်သွေးနှောတွေဘာဖြစ်တယ်ဆိုလားမသိဘူးသီလားအဲ့လိုတွေပြောတယ်အဲ့လိုတွေပြောသေးတယ်နော်ဘယ်လိုဖြစ်လို့အဲ့လိုစကားတွေပြောလဲနားမလဲသွေးနှောတွေကဘာဖြစ်တယ်ဆိုလားပဲပြောလဲမှာမလီသွေးနှောတွေချောတာတို့မသိလို့နော်မလီဟုတ်တယ်လားနော်ဟုတ်လားသွေးနှောတွေကမှပူချောတာနော်ချောတာမှာကျမတို့ဆိုတစ်မျိုးလုံးချောတာဝေးကျမတို့မျိုးကချောတယ်ဆိုတာနော်ငါအဲ့လေတမ်းမသိတော့ပါဘူးဘယ်လိုပြောလဲမသိဘူးသူပြောတာဟာမင်းဝါဖျားတန်နားထောင်တန်ချင်းနေနားထောင်ကြည့်လိုက်နှာခေါင်းတန်ဟိုဘက်တပူတာနင်းထိုင်ရမှာသူများနှာတန်ပေါက်ပါတယ်ပြောနေအခုနှာတန်အစ်စ်ဖြစ်သွားပြီစကားကိုလေပါဇက်နဲ့ပြောပါဇက်ဘယ်လိုခေါ်လဲနှာခေါင်းနဲ့တက်ရှူလို့မရဘဲနဲ့ပါဇက်နဲ့တက်ရှူရတော့ပါဇက်နဲ့ပြောနေရတဲ့ဟာဖြစ်နေအဲ့လိုဖြစ်နေတာကဲကျမလေအခုပြောချင်တာဒီနေ့ပြောချင်တာလေးခေါင်းထဲမှာစဉ်းစားထားတာလေးရှိတယ်ခေါင်းထဲမှာစဉ်းစားထားတာလေးဘာလေးရှိလဲဆိုတော့ကဲဈေးလေးရောင်းရင်းနဲ့တမိပြောတမိဘာလေးဟိုမှာဖြစ်ရမလဲဆိုတော့ပြောချင်တာလေးပြောချင်တာလေးဆိုတော့ကျမလေးမိဘဒီတက်တယ်ကျမလေးမိဘနေရရောသားသမီးနေရကရောပေါ့နော်ပြောချင်တာပါဆိုတော့ကျမမိဘလည်းဖြစ်တယ်သားသမီးလည်းဖြစ်တယ်လीเนาะအဲ့တော့နှစ်နေရာစလုံးကိုကျမနားလည်ပြီးတော့မှပြောချင်တာပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ကျမသားနဲ့ကျမနဲ့ relationship ပေါ့နော်ပထမဦးဆုံးပြောရမယ်ဆိုလို့ရှိရင်ဆိုတော့ကျမတို့ကဟိုဘယ်လိုခေါ်မလဲတငယ်ချင်းဆန်တယ်ပေါ့နော်တငယ်ချင်းဆန်အောင်ပဲကျမလည်းနေတယ်ဒါမှသာလေသူတို့ရင်ထဲကခံစားချက်တွေသူတို့ရဲ့ဖြစ်တည်မှုတွေကိုကျမသိနိုင်ပါလေကျမအမေတယောက်လိုနေတယ်ဆိုရင်ကျမသူတို့ရင်ထဲကခံစားချက်အမှန်ကိုကျမမသိနိုင်ဘူးဒါကြောင့်မလို့ကျမငငယ်လေးကကျမတငယ်ချင်းဆက်ဆံရေးမျိုးဖြစ်အောင်နေခဲ့တယ်ပေါ့နော်အဲ့တော့သူဖြစ်ချင်တာသူတို့ရဲ့ရင်ထဲကစကားသံမှန်သမျှကိုကျမအကုန်လုံးကြားရတာပေါ့နော်အကုန်လုံးကြားအပြင်တငယ်ချင်းတောင်မလိုအောင်ကိုကျမနားထောင်ပေးတယ်ပေါ့လေဆိုတဲ့ခါကျတော့ဟိုအရက်တောက်မယ်ဆိုတဲ့အရွယ်မှာဆိုကျမအရက်ကူတောက်ပေးတယ်နော်တဘောကလေရီးစားထားတဲ့အရွယ်မှာဆိုသူချားချင်တဲ့ရီးစားကိုကျမကိုယ်တိုင် support လုပ်ပေးတယ်ပေါ့နော်ဒီလိုမျိုးပေါ့အစသဖြင့်အဲ့လိုမျိုးနေခဲ့တဲ့ခါကျတော့ဝင်ဖို့မဖြစ်စေချင်ဘူးနော်အခုအရွယ်ရောက်လာတဲ့ကျောင်းစာတင်တဲ့အရွယ်မှာလဲကျမသူ့ကျောင်းစာပညာရေးကိုဘယ်လိုစိတ်ဝင်စားအောင်လုပ်ရမလဲဆိုတဲ့ဟာကျမ give and take တွေအများကြီးနဲ့လုပ်ခဲ့တယ်ပေါ့နော်ဆိုတဲ့ခါကျဒါတော့ကျမရဲ့ဉာဏ်ရည်နဲ့ကျမရဲ့ဖြတ်တန်းမှုပဲပြောပြတာအားလုံးအတွက်လည်းခုနပြော universal truth ဖြစ်ချင်မှလည်းဖြစ်မယ်ပေါ့နော်ကျမရဲ့အခြေအနေမှာ situation မှာကျမလုပ်တဲ့အရာတွေကျမဒီလိုမျိုးလေးလုပ်တယ်ဆိုတော့ဒါမဲ့ကျမတို့မြန်မာမိဘအများစုကကြတော့ဘာဖြစ်လဲဆိုတော့သားသမီးကိုဆက်ဆံတဲ့မြန်မာမိဘအများစုเนาะမြန်မာမိဘအများစုကငါမွေးထားတာငါစကားနားထောင်ရမယ်ငါပြောတဲ့အတိုင်းလို့ငါထားရမှာနေเนาะမိဘကိုခံမပြောနဲ့မြေမျိုးမယ်เนาะမိဘကိုခံပြောရင်ကန်ကြီးထိုက်မယ်
သိလားနော်ကျမတို့တွေအဲ့တော့မိဘကဒါဆိုရင်ဒါပဲဆိုတဲ့ဟာမျိုးနဲ့ကျမတို့မြန်မာမိသားစုတော်တော်များများကအဲ့လိုမျိုးလေးရှိတယ်เนาะဆိုတော့နောက်တစ်ခါပေါ့တခုခုဆိုလို့ရှိရင်အရှိကနေအရန်ကာတာမျိုးပေါ့เนาะလဲကြမှာဆိုလို့အတင်းလိုက်ထိန်းတဲ့ဟာမျိုးပေါ့ဆိုတော့အဲ့တော့ဒီလဲကြမှာဆိုလို့အတင်းလိုက်ထိန်းနေဆိုတဲ့ကိစ္စမျိုးကကိုကမျက်စိတောက်ထောက်ကိုကအမြင်နဲ့မကြည့်နိုင်ဘူးဘဝတစ်ခုကိုဘဝတစ်ခုကကိုစားမပြည့်ဘူးဟုတ်တယ်လားဟုတ်တယ်နော်ထပ်တူကြပြီးတော့မှထိန်းသိမ်းလို့မရအောင်မိမိကိုယ်တိုင်တောင်မှပဲအမြင်နဲ့ control လုပ်လို့မရတဲ့အချိန်တွေမှာကိုသားသမီးပဲဖြစ်ဖြစ်အခြားသောတစ်ယောက်ကိုအချိန်ပြည့် control လုပ်ဖို့ဆိုတာဘယ်လို့မှမဖြစ်နိုင်ဘူးကျမတို့ကအဲ့တော့ဘာဖြစ်လဲဆိုတော့သူ့ဟာသူ self confidence ရှိအောင်ကျမတို့က train ပေးရမယ်အဲ့တော့လေကျမအမြင်နဲ့ဒဏ်ရာရစေတယ်နာကျင်စီတယ်နာကျင်တော့မှဒဏ်ရာရတော့မှမနာကျင်အောင်ဒဏ်ရာမရအောင်သူနေတတ်မှာเนาะအဲ့တော့ကျမတို့ကဒါမှမှန်းသိတယ်ဒါလို့ရင်မဖြစ်ဘူးဆိုတာကျမသိတယ်เนาะကျမ experience အရာကျမအတွေ့အကြုံအရာသူဖြစ်ချင်နေတဲ့ဟာဒီမဖြစ်တဲ့ကိစ္စဆိုတာကျမသိတယ်ဒါပေမဲ့ကျမကမဖြစ်သင့်ဘူးလို့ပြောလိုက်လို့ရှိရင်သူ့ရဲ့စိတ်အားထက်သန်မှုရသူလက်ခံမှာမဟုတ်ဘူးဒါကြောင့်ကျမဖြစ်ခွင့်ပေးလိုက်တယ်ဖြစ်ခွင့်ပေးလိုက်တဲ့ခါကျတော့ဒါပေမဲ့ကျမကမဖြစ်ခင်မှာအားနဲ့ချက်အားသာချက်ကိုကျမချပြလိုက်တယ်เนาะဖြစ်ခွင့်ပေးလိုက်တယ်ဖြစ်ခွင့်ပေးလဲဘယ်လိုဟာမျိုးဆိုရင်တော့ဖြစ်ခွင့်ပေးတင်တယ်လဲဆိုတဲ့ခါကျတော့တိတ်ပြီးတော့မှဒုက္ခမရောက်စေတဲ့ဟာမျိုးကိုဖြစ်ခွင့်ပေးရတာပေါ့เนาะအញ្ញမ်းကြီးဒုက္ခရောက်စေမယ့်ဟာမျိုးဆိုရင်တော့ကျမတို့ကဒါကတော့လိုအပ်တယ်လို့ဆွေးနွေးရအောင်ပေါ့เนาะဆိုတဲ့ခါကျတော့အဲ့တော့ဖြစ်ခွင့်ပေးလိုက်ရင်ဒါဆိုရင်မကောင်းဘူးဆိုတာကိုသိမယ်အဲ့တော့ဒီလိုလုပ်ရင်ဒီလိုလဲတတ်တယ်ဆိုတာသိရင်နောက်တစ်ခါဒီလိုလဲအောင်မလျှောက်တော့ဘူးနော်နောက်တစ်ခုကျမတို့မြန်မာကလေးတွေအများစုကြီးပြင်းခဲ့ရတဲ့ပုံစံဘယ်လိုပုံစံနဲ့ကြီးပြင်းခဲ့ရလဲဆိုကလေးတယောက်ချော်လဲသွားတယ်ဆိုပါစို့နော်ချော်လဲသွားတယ်ဆိုလို့ရှိရင်ကျမတို့ငငယ်ရလဲဒီလိုပဲအခုချိန်ထိလဲမြန်မာမိဘတော်တော်များများဒီအဲ့ဒီပုံစံအတိုင်းပဲဆိုတော့ကလေးတယောက်ချော်လဲသွားတယ်ချော်လဲသွားရင်အဲ့ကလေးကိုဘယ်လိုပြန်ထရမလဲဆိုတဲ့ဟာမျိုးကိုမတင်ကြားပေးပဲနဲ့ကလေးကိုအတင်းသွားပြီးတော့မှဆွဲထူပြီးတော့မှဒီမြေကြီးကတော့လောက်တာလားကလေးကိုလောက်တာလားသူလောက်တာလားဆိုပြီးတော့မှဒီလိုမျိုးတွေလောက်ကြတယ်အဲ့တော့ကျမတို့မြန်မာ generation အခု next generation ပေါ့ကျမတို့တွေလည်းမှာတော့မှဖြစ်တည်ပါတယ်เนาะဒီဥစ္စာတွေကဆိုတော့ဖြစ်တည်ခဲ့တာတွေเนาะဆိုတော့ဘာသွားဖြစ်တယ်လဲဆိုတော့တခုခုဖြစ်တဲ့ situation တိုင်းမှာကျမတို့ကတတ်ပွားဆန်ရှာတတ်တယ်သူများကိုလက်ညှိုးထိုးဖို့သူများကိုအပြစ်ပြောဖို့သူများကိုတာချဖို့ကျမတို့တွေကရှာတတ်တဲ့စိတ်တွေကအဲ့ဒီမှာနေကမသိစိတ်တွေမှာခိုအောင်လာခဲ့တယ်ချော်လဲလိုက်တယ်ကိုအစင်မပြေလို့ချော်လဲလိုက်တယ်ကို error ကြောင့်ချော်လဲလိုက်တယ်ပတ်ဝန်းကျင်ရိုက်ခတ်မှုကြောင့်ချော်လဲလိုက်တယ်ဒီချော်လဲသွားတဲ့အညာကနေဘယ်လိုကုန်းထရမယ်ဆိုတဲ့နီးလန်းကိုမတင်ပေးဘဲနဲ့ဒီလိုချော်လဲလိုက်တာဟာသူများကြောင့်ဖြစ်တာသူများကြောင့်ဆိုပြီးတော့မှအဲ့လိုဟာမျိုးကိုပဲတင်ပေးခဲ့တယ်နော်အဲ့တော့ကျမတို့တွေအစမှာနေကမှားယွင်းခဲ့ကြတဲ့ဟာတွေကတခုခုဖြစ်လာတယ်ဆိုရင်အဲ့ဒီရဲ့အခြေခံသဘောတရားအရကျမတို့တွေကတဘာသူကိုပဲအပြစ်ရှာပြောတတ်ကြတယ်ဖြစ်လာတဲ့အားနည်းချက်တိုင်းမှာကြံတဲ့သူကိုလက်ညှိုးထိုးဖို့ပဲစပြီးတော့မှစဉ်းစားတတ်ကြတယ်ဒီလိုမျိုးလေးတွေဖြစ်လာတယ်ပေါ့နော်ဒါတွေကလည်းမိဘတွေစင်ကြယ်ရမယ့်ကိစ္စတွေနောက်တစ်ချက်မိဘတွေသားသမီးကိုအရန်သားသမီးရဲ့အရေးအသွေးကိုအရန် appreciate လုပ်တယ်မှန်ပါတယ်เนาะကျမတို့လည်းဂုဏ်ယူပါတယ်เนาะဟုတ်တယ်လားဆိုတော့ appreciate လုပ်တယ်ဂုဏ်ယူပါတယ်ဒါပေမဲ့သူတော်တာဟာကိုညံ့သွားတာမဟုတ်ဘူးသူတော်တာကိုညံ့တယ်လို့ပြောစရာအကြောင်းမရှိဘူးကျမလက်သက်မခံဘူးအဲ့ဒါမျိုးเนาะဆိုတဲ့ခါကျတော့ကျမကတော့လေသူတို့ကတစ်လို့ကျမကိုပြောရင်ကျမဒုံချောင်းတက်ပြီးတော့မှကျမဒါသုံးလို့ကျမပြောနိုင်တဲ့အမေမျိုးဖြစ်အောင်ကျမအမြဲတမ်းစူးစမ်းတယ်ကျမကိုကျမအမြဲတမ်း bright ဖြစ်အောင်နေတယ်ကျမကိုကျမခင်းနဲ့ညီအောင်နေတယ်ကျမ sharp ဖြစ်အောင်နေတယ်ကျမရဲ့အတွေးခေါ်တွေနောက်ကျမကြံခဲ့အောင်ကျမအမြဲတမ်းစူးစမ်းပြီးတော့မှနေတယ်လူငယ်တွေနဲ့ရှင်ပြောနိုင်အောင်ကျမအမြဲတမ်း activate ဖြစ်အောင်ကျမလုပ်တယ်ပေါ့နော်ဆိုတဲ့ခါကျတော့ဘယ်လိုခေါ်မလဲဆိုတော့အဲ့တော့တချို့မြန်မာအမေအများစုရဲ့ဖြစ်နေတာကတို့ကတော့ဘာမှမသိဘူးတို့ကတော့ဘာမှနားမလည်ဘူးသမီးလေးလာမှသားလေးလာမှသမီးလေးဟိုဟာဖြစ်မှသားလေးကိုဖြစ်မှဆိုပြီးတော့မှခတ်တုံးနေလုတ်ပလိုက်ကြတယ်ခတ်တုံးနေလုတ်ပလိုက်တဲ့နောက်အဲ့ဒီရဲ့ဘေးရွက်ဆိုးကြကဘာဖြစ်လဲဆိုတော့ကလေးတွေရဲ့ mindset နဲ့မှာငါလောက်မသိပါဘူးကွာငါမေငါလောက်မသိဘူးငါဖေငါလောက်မသိဘူးဆိုတဲ့အတွေးဝင်သွားတယ်အဲ့တော့လူတယောက်ဟာကိုလောက်မသိဘူးဆိုတဲ့လူတယောက်ရဲ့ပြောဆိုဆုံးမမှုကိုနာယူကြမှာလားခံကြမှာလားကိုထက်တော်တဲ့သူကကိုကိုပြောတာကိုပဲခံကြတယ်လေ
ကိုလောက်မတော်ဘူးကိုလောက်မသိဘူးဆိုတဲ့သူကမိဘပင်ဖြစ်လင့်ကစားကျမတို့တွေကပြောတာလက်သက်မခံချင်ဘူးငါသိတာပုံမှန်တယ် तू သိတာမှားနေတယ်ကွာဆိုတဲ့အတွေ့အမျိုးဖြစ်တယ်အဲ့တော့ဒါလည်းစင်ချင်ရမယ်မြန်မာမိဘအများစုဖြစ်ပျက်နေတဲ့ကိစ္စပေါ့နောက်ဆုံးတစ်ချက်မြန်မာအမေတွေအရန်အတ္တကြီးတယ်နော်မြန်မာအမေတွေအရန်အတ္တကြီးတယ်ကိုမဆိုတဲ့စိတ်မျိုးတွေရှိတယ်เนาะအခုကျမတို့ line ပေါ်မှာဖြစ်နေတဲ့ပွဲစုနေတဲ့ကိစ္စတွေကိုမြင်တဲ့အချိန်မှာကျမကလေနှစ်ဖက်လုံးနေရာကနေကျမကိုချင်းစာလို့ရတယ်ဒါပေမဲ့အမေတွေအတ္တလျှော့ဖို့လိုတယ်ကျမလည်းသားရှင်တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမကကိုချင်းစာတယ်ကျမကကိုကလည်းသူများသားကိုယူထားတယ်ကိုသားကိုလည်းအချိန်တန်ရင်ပေးရမယ်ဆိုတဲ့မိန်းမတယောက်ရဲ့စိတ်ကျမမှာအပြည့်ရှိတယ်အဲ့ဒါကဘာလဲဆိုတဲ့ခါကျတော့ကျမတို့ညှတာရမှာပေါ့နော်ညှတာတဲ့စိတ်တွေရှိရမယ်မိခင်တွေဟာသားရှင်အမေတွေဟာကိုသားနဲ့ဆက်ဆက်ပတ်သက်လို့ခေါ်လာတဲ့မိန်းကလေးဒီကိုသမီးဖြစ်ရမှာပေါ့နော်ဆိုတော့သားသမီးကမိဘကသားသမီးကိုပြိုးထောင်နေဆိုတာဟာ investment လုပ်တာမဟုတ်ဘူးမြစ်တာတရားကိုစီးစင်းစေတာသားသမီးဒီ investment မဟုတ်ဘူးအဲ့တော့ငါကတော့ဒါလုပ်ပေးခဲ့တယ်ငါ့ကိုဒါပြန်လုပ်ပေးရမယ်ငါကတော့လှုပ်ကြွေးခဲ့လို့ငါ့ကိုပြန်လှုပ်ကြွေးရမယ်ဆိုတော့အဲ့ဒါ investment ဖြစ်သွားပြီကျမတို့ကလူတစ်ယောက်နဲ့တစ်ယောက်ကို investment မလုပ်သင့်ဘူးမြစ်တာဖြင့်ပေးသည်ပဲဖြစ်ရမယ်အဲ့တော့ကျမသားပေါ်မှာဆိုလဲကျမအမြင်နဲ့ပြောတယ်ကျမကိုဂျေဇုတရားငါအမေကဂျေဇုရှိတယ်ဆိုရဲဂျေဇုတရားနဲ့ဘယ်တော့မှဝင်ဖို့ဖြစ်ပြီးတော့မှမနေနဲ့ကျမတာဝန်တစ်ခုအနေနဲ့ကျမလုပ်ပေးရမယ့်တာဝန်ကျမမှာရှိရတဲ့ကြောင့်ကျမတာဝန်ကိုကျမထမ်းဆောင်တာဒီကျမသူ့အပေါ်မှာဂျေဇုတင်စရာဂျေဇုပြုတာမဟုတ်ဘူးကျမရဲ့တာဝန်ကိုကျမထမ်းဆောင်တာအဲ့ဒီအတွက်ကြောင့်မလို့ကျမဒီဂျေဇုကြီးကိုကျမကိုတသက်လုံးဝင်ပိုးကြီးနဲ့ထမ်းထားရမယ်ဆိုတဲ့ကိစ္စမျိုးကိုကျမမလိုလားဘူးအဲ့တော့မြန်မာမိဘအများစုကကြာတာသားသမီးကို investment လုပ်တယ်နော်သားသမီးကို investment လုပ်တယ်သားသမီးရဲ့ဘဝကိုအရန်ဆွတ်ဖတ်တယ်ဒါအရန်မှားတယ်နော်ဆိုတော့ကျမတို့တွေကဘယ်လိုခေါ်မလဲမျော်လင့်ချက်နဲ့လုပ်ပေးတာမျိုးမဟုတ်ဘဲနဲ့မေတ္တာဖြင့်လုပ်ပေးတာမျိုးပဲဖြစ်တဲ့မျော်လင့်ချက်နဲ့ရယူချင်တာမျိုးမဟုတ်ဘဲနဲ့မေတ္တာဖြင့်လက်ခံတာမျိုးပဲဖြစ်တဲ့နော်ဆိုတဲ့ခါကျတော့အဲ့တော့ခုနလိုပေါ့ investment လုပ်တဲ့ကိစ္စတွေကြောင့်မလို့ဒါလင်းဒီလိုပြဿနာမျိုးတွေနဲ့ဒီလိုမျိုးတွေဖြစ်တာပေါ့ဒါကြောင့်သားရှင်မေမေတွေအတ္တလျှော့ဖို့လိုအပ်တယ်လောဘတွေလျှော့ဖို့လိုအပ်တယ်နော်ဆိုတော့ကိုယ့်အိမ်မှာရှိရင်ကိုသားသမီးဟာကိုယ့်အပိုင်ကိုအိမ်ထဲကနေထွက်သွားပြီးပြီဆိုရင်တပားသူမင်းကလေးလက်ထဲကိုအပ်လိုက်ပြီးဆိုရင်ဒီမင်းကလေးအပိုင်ကိုရီလေဒါအကုန်လုံးအိမ်အောင်ကြဘူးတဲ့သူတွေဒီလေသူများသားကိုလည်းအပိုင်ယူခဲ့တာပဲဟုတ်လားကိုသားကိုလည်းသူများကိုជីဖြူနဲ့အပိုင်ပေးနိုင်တဲ့စိတ်မျိုးရှိရမယ်သူများသားကိုကတော့အပိုင်သိမ်းခဲ့ပြီးကိုသားသူများအပိုင်သိမ်းတာကိုမနစ်လိုဘူးဆိုလို့ရှိရင်ကျမတို့တွေကဒါကာယကံရှင်ကိုယ်တိုင်လည်းစိတ်မချမ်းမြေ့ရတယ်လို့ကိုသားသမီးကိုလည်းကိုကချစ်တာမဟုတ်ဘူးနှစ်တာဖြစ်သွားမယ်ဒါကြောင့်အမေတွေရမ်းသတိထားဖို့လိုတယ်ဟုတ်လားကျမလည်းကောမမမြင်အောင်ကျမပြောနေရတယ်လို့ပဲကျမကောမလုံးဝမတက်ဘူးကြားလာမသိဘူးလိုင်းကောင်းရလားကျမပြောတာကြားလာမသိဘူးကျမလည်း comment မမြင်ရတော့စကားပြောရတာနည်းနည်း feel ငုတ်တယ်နော်ဟုတ်လားမှန်လားပိတ်သက်ကြီးကျမပြောတာအရင်သတိထားရမယ်နော်အရင်သတိထားဖို့လိုတယ်သားသမီးဆိုတာ investment မဟုတ်ဘူးနော်သားသမီးဆိုတာ investment မဟုတ်ကျမတို့ကမေတ္တာဖြင့်ပေးသည်မေတ္တာဖြင့်ကျွေးသည်မေတ္တာဖြင့်ပြုစုသည်သားသမီးရဲ့အောင်မြင်မှုတိုင်းဟာကိုယ့်အတွက်ပီတိနော်အဲ့ဒါကြောင့်မလို့ကျမတို့ကကိုယ့်အထုပ်ကိုပိုက်ထားရမယ်လို့ကျမအမြဲတမ်းပြောတာလေကိုယ့်အထုပ်ကိုပိုက်ထားရမယ်နော်ကိုယ့်အထုပ်ကိုပိုက်ထားရမယ်ကျမတို့ကလေကျမစိတ်ကတော့ရှင်းတယ်အဲ့တော့တစ်ဖက် main ကလေးကို
ကျမသားအိမ်အောင်ကြားခဲ့သည်ရှိတော့ကျမဒီတစ်ဖက်မိန်းကလေးကိုကျမជីជីပြူပြူနဲ့အနှင်းမှာជីជីပြူပြူနဲ့ခြေလေခိုင်းမှာជីជីပြူပြူနဲ့အုပ်ဆိုးခိုင်းမှာကျမလည်းជីပြူပေးမှာသိလားဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ကျမလေကိုချင်းစားတယ်နော်ကိုချင်းစားတယ်ပေးလိုက်ရပါလားဆိုတဲ့စကားကိုကျမကိုယ်တိုင်လည်းမကြိုက်ဘူးကျမကိုယ်တိုင်လည်းအဲ့လိုစကားလုံးမျိုး trauma ရှိတယ်ဒါကြောင့်မလို့ငါပေးလိုက်ရတယ်လို့ဆိုတာမျိုးမဟုတ်ဘဲနဲ့ငါပေးလိုက်တယ်နော်အပ်လိုက်တယ်နော်လို့ကျမအဲ့လိုဖြစ်မှာဟုတ်လားအဲ့တော့အပ်လိုက်တယ်နော်ကိုကလူလူလာလာပေးလိုက်တယ်နော်ဆိုလို့ရှိရင်ကျမတို့ကဝင်မဆွတ်ဖက်ရတော့ဘူးပေါ့နော်ကြည်ပြီးပါမှာပေါ့ဟုတ်တယ်လားတခါတလေကြလို့ရှိရင်သားသမီးကိုငရဲပေးတဲ့မိဘဆိုတာလေလောကကြီးမှာရှိတယ်မိဘတိုင်းဟာလည်းမမှန်ဘူးเนาะအဲ့တော့ကိုကလေသားသမီးကိုငရဲပေးတဲ့မိဘမျိုးမဖြစ်အောင်နေတတ်ဖို့အများကြီးလိုအပ်တယ်အဲ့တော့ကျွန်မပြောချင်တာကျွန်တော်တို့တွေကသားသမီးတွေကိုပြုစုတယ်ပြိုးထောင်တယ်ငငယ်လေးကနေပြီးတော့မှပညာတွေသင်ပေးတယ်အရွယ်တစ်ခုရောက်လာတဲ့အထိပေါ့အများကြီးပေါ့လေငွေကြေးအရာရောမြေတာတွေအရာရောအချိန်တွေရောအခြေအနေတွေရောအများကြီးပေါ့လေဒီလိုတွေဖြတ်တန်းပြီးတော့မှကျွန်တော်တို့ကပြုစုပြိုးထောင်လာတာ investment လုပ်တာမဟုတ်ဘူးမြေတာတရားရဲ့ပုံရိပ်ကိုပုံဖော်တာတာဝန်တစ်ခုကိုထမ်းဆောင်တာ investment မဟုတ်ဘူးအဲ့တော့သားသမီးကို investment လို့သဘောထားတဲ့မိဘတိုင်းမှာအဲ့ဒီပြဿနာဖြစ်နေမှာပဲအဲ့ဒီမိသားစုတိုင်းမှာသားသမီးတွေ investment ဆိုတဲ့မိသားစုတိုင်းမှာအဲ့ဒီပြဿနာဖြစ်နေမှာပဲအဲ့ဒီပူလောင်မှုဖြစ်နေမှာပဲเนาะဒါကြောင့်မလို့လေမေမေတွေရှိတယ်ဆိုရင်လေဒီစကားလေးကိုရင်ထဲမှာအမြဲတမ်းမှတ်ထားဖို့တိထားဖို့လိုတယ်ကျမတို့ကသားသမီးကိုငရဲပေးလို့မရဘူးလူတယောက်ကလွတ်လပ်ပိုင်ခွင့်ရှိရမယ်ကျမသားဆိုကျမရှင်းတယ်သူကြိုက်ချင်တဲ့မိန်းကလေးကိုကြိုက်သူကြိုက်တဲ့မိန်းကလေးတိုင်းကျမချက်မှာချမ်းသာတာတွေစင်းရဲတာတွေရုပ်ချောတာတွေယုံမချောတာတွေကျမစိတ်ဝင်စားဘူးသူချစ်ဖို့တခုပဲကျမစိတ်ဝင်စားတယ်သူချစ်တယ်ဆိုကျမချစ်ပေးမှာဒါပေမဲ့အဲ့ဒီမိန်းကလေးကလည်းနားလည်မှုရှိတဲ့မိန်းကလေးဖြစ်ဖို့တော့လိုအပ်တာပေါ့နော်ပစ္စည်းဥစ္စာလည်းချမ်းသာစရာမလိုဘူးဒါပေမဲ့အတိညာမွဲတာမျိုးတော့ကျွန်မမလိုချင်ဘူးကျွန်မဒါကြောင့်တခွန်းမဲ့မှားထားတယ်နန်ကုတ်ကျွန်မတခွန်းမဲ့မှားထားတယ်ကျွန်မသားအောင်မှားထားတယ်ချမ်းသာစရာလည်းမလိုဘူးကိုယ့်ထက်အများကြီးချမ်းသာစရာလည်းမလိုဘူးခုနလိုရုပ်ချောတာတွေရုပ်မချောတာတွေလည်းကျွန်မအဲ့ဒါတွေလည်းကျွန်မထည့်သွင်းပြီးစဉ်းစားမှာမဟုတ်ဒါပေမဲ့ကျွန်မလိုချင်တာတခုပဲတောင်းဆိုတယ်အတိညာတော့မစင်းရဲစေနဲ့အတိညာစင်းရဲရင်တော့ကျွန်မတို့ကဘာနဲ့မှထပ်ဖြည့်လို့မရဘူးအတိညာစင်းရဲတဲ့သူကိုရှာလာရင်တော့ကျွန်မတို့ကဘာနဲ့မှထပ်ဖြည့်လို့မရအောင်ဒါဆိုရင်တော့နံပါတ်1ကာယကံရှင်အရင်ဆုံးစိတ်စင်းရဲရမယ်အတိညာစင်းရဲတဲ့သူတွေဟာကျွန်မတို့ရှင်ပြီးစကားပြောလို့မရဘူးပစ္စည်းဥစ္စာမရှိတဲ့သူကလည်းညှိလို့ရတယ်ရုံမချောလဲညှိလို့ရတယ်ဒီခေတ်ဆိုပြုပြင်ယူလို့ရတယ်ဒါပေမဲ့အတိညာဆင်းရဲသွားပြီဆိုရင်လုံးဝဘာနဲ့မှညှိလို့မရဘူးဘာနဲ့မှပြုပြင်ယူလို့မရဘူးဒါကြောင့်ကျမတို့တွေကအခုသားသမီးတွေမွေးကြတယ်ဆိုရင်သားသမီးကိုငရဲပေးတဲ့မိဘမဖြစ်ဖို့လိုတယ်သူ့ဘဝကကိုယ့်ဘဝမဟုတ်ဘူးသူ့ရဲ့ရှင်တန်မှုကကိုယ့်ရဲ့ရှင်တန်မှုမဟုတ်ဘူးကိုရင်ကအရင်သွားမှာလောကကြီးထဲမှာနော်ကိုရင်ကအရင်သွားမှာဖြစ်တဲ့အတွက်ကြောင့်မို့ကြံရစ်ခဲ့တဲ့သူမှာပေါ့ပါပါနဲ့ရှင်တန်ပါစေကျမတို့တသက်လုံးကြီးအတူတူထွေးပိုက်ထားလို့မရဘူးလေဟုတ်လားကျမတို့ကအရင်ဆုံးမသွားမဲ့သူလေကျမတို့တည်သွားပြီဆိုရင်ကျမတို့ခေါ်သွားလို့မရဘူးလေဟုတ်တယ်လားအဲ့တော့အတ္တတွေလျှော့ဖို့လိုတယ်လိုချင်တက်မှတ်မှုတွေလျှော့ဖို့လိုတယ်ကျမတို့တွေကသားသမီးကိုပြုစုပြောထောင်နေဆိုတာ investment လုပ်တာမဟုတ်ဘူးတချို့တွေရှိတယ်တချို့မိဘတွေစကားတွေပြောကြတယ်ကျမအရန်အံ့ဩတယ်investment လုပ်တယ်ကျောင်းဘလောက်ပတ်ဆက်အကုန်ခံပြီးပညာသင်ပေးလိုက်တာဘလောက်ပြန်ရမှာဖြစ်မှာပေါ့ငါ့ကိုဘလောက်ထောက်ပံ့ရမယ် no ကျမတက်လုံးသားသမီးလုပ်စာမစားဘူး never ever ကျမဘယ်တော့မှမစားဘူးကျမပေးစရာမလိုဘူးကျမကြွေးစရာမလိုဘူးကျမကိုကြွေးစရာမလိုဘူးကျမကိုကျေးဇူးတရားလဲတတ်မှတ်ထားစရာမလိုဘူးကျမရှင်းတယ်ကျမကိုကျေးဇူးရှင်ဆိုပြီးတော့မှကျေးဇူးတရားတတ်မှတ်ထားစရာမလိုကျမလှုပ်ပေးရမယ့်တာဝန်မလို့ကျမလှုပ်ပေးတာအဲ့အတွက်သူဝင်တော့ဝင်ဖို့ရှိစရာမလိုဘူးလွတ်လပ်ရှင်တန်လို့ရတယ်အေးခုနလိုပေါ့အိမ်အောင်တစ်ခုဖြစ်သွားပြီဆိုရင်လေကျမတို့ကလိုချင်တက်မှတ်လို့မရအခုလူလွတ်တီဆိုတဲ့အချိန်မှာတော့မှကျမသူ့ပတ်စံကျမတကြမ်းမှမထီဘူးကျမသူ့ပတ်စံတပြားမှမရှိဘူးကျမကိုတပြားမှပေးစရာမလို
အဲ့တော့သားသမီးတွေမွေးကြတဲ့အမေအဓိကသားရှင်တွေပို့ဆိုးနေနော်သမီးရှင်တွေကတော့ဒီလောက်မဟုတ်ဘူးပေါ့သားရှင်တွေပို့ဆိုးတယ်အဲ့တော့ရောက်ခမနဲ့ချွေးမနဲ့ဘာကြောင့်မတည့်လဲဆိုတော့အဲ့ဒါကြောင့်မတည့်တာသားရှင်ညာငါတို့မွေးထားတဲ့သားဆိုပြီးတော့မှအရန်အတ္တကြီးတယ်အရန်မာနကြီးတယ်နော်ဆိုတဲ့ခါကျတော့ကိုတိုင်းလေကျမတို့လေသူများသားကိုယူထားတယ်သူများသားကကျမတို့ကိုဂယူးဆိုင်တာကျမတို့အရန်လိုချင်တယ်ဟုတ်လားအရန်ကြိုက်တယ်ဟုတ်လားမေးတယ်ဟုတ်လားကြိုက်လားကြိုက်ဘူးလားယောက်ျားကိုဂယူးမဆိုင်ဘယ်လိုဖြစ်လဲမကြိုက်ဘူးလေဟုတ်လားမကြိုက်ဘူးမလားယောက်ျားကိုကလွယ်လို့တခြားတယောက်ကိုဂယူးဆိုင်လဲမကြိုက်ဘူးမလားကိုပဲဂယူးဆိုင်စေချင်တယ်လေဟုတ်လားကုံပြောမယ်မိဘကိုဂယူးဆိုင်ရင်တော့မကြိုက်တဲ့မိန်းမတွေအများကြီးရှိတယ်ဟုတ်လားကိုကလွယ်လို့ကိုဂယူးဆိုင်စေချင်တယ်မဟုတ်လားဒီလိုပဲလေ all of မိန်းမတိုင်းဒီတိုင်းပဲကိုသားယူတဲ့မိန်းမလေသူယောက်ျားသူ့ကို give ဆိုင်တာခံကြမှာပဲ sympathy အဲ့ဒါ sympathy အဲ့တော့ကိုရီလက်ထက်တုံးကတော့သူများသားကိုယူပြီးတော့မှအပိုင်သိမ်းပြီးထားရနေစေရသွားလုပ်တယ်ကိုသားကြတော့သူများမိန်းကလေးကအဲ့လိုလုပ်တာကိုမခံနိုင်ဘူးဆိုရင်အဲ့ဒါအတ္တအဲ့ဒါမှားတယ်အဲ့ဒါအတ္တဒါကြောင့်ရောက်ခမနဲ့ချွေးမနဲ့မတည့်ဘူးဆိုတော့ကျမတို့အစင်အလာကြီးကဒါကြောင့်မလို့ဖြစ်တာငါသားကိုတောင်မကငါသားကိုဒီလိုလုပ်တယ်ငါသားကဘလို့ဖြစ်နေတာငါသားကလောက်ကင်ကျွေးမွေးနေရတာငါသား no အဲ့ဒါဒီကိုနဲ့ဆိုင်တော့ဘူးသူဘဝသူတို့ချစ်ချင်းမြတ်တာမွေးထားတဲ့အရာဆော့ဖတ်လို့မရဘူးမွေးထားတဲ့အရာထိန်းချုပ်လို့မရဘူးအိမ်အောင်တစ်ခုကျသွားပြီဆိုလို့ရှိရင်မိဘဟာဒုတိယနေရာရောက်သွားပြီဒီအိမ်အောင်ဘက်2ယောက်သာလင်ပဲဘဝရဲ့ဒါအရေးကြီးဆုံးအခန်းကဏ္ဍမှာဖြစ်သွားတယ်အဲ့အတွက်ကျမတို့တွေကမိဘတွေကအလိုလိုနောက်ဆုတ်ပေးရမယ်ပထမနေရာလိုချင်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေမြန်မာမိဘအများစုကပထမနေရာမစင်းချင်တာအဲ့ဒါပြဿနာဒါကြောင့်ရောက်ခမနဲ့ချွေးမနဲ့မတည့်တာတမတ်နဲ့ရောက်ခမနဲ့ကမဖြစ်ဘူးเนาะမဖြစ်ဘူးဘာဖြစ်လို့လဲဆိုတော့ကျမတို့တွေသမီးရှင်တွေကကြတော့အော်ကိုသမီးလေးကိုချစ်နေရဆိုကြိုက်တယ်လေနော်ဟာကိုသမီးလေးကိုတန်မိုးထားနေရဆိုကြိုက်တယ်လေဘာမှပြောစရာမရှိဘူးအဲ့တော့တမတ်နဲ့ရောက်ခမနဲ့မဖြစ်ဘူးဆိုတာကသူတို့ရဲ့စိတ်မှာကိုနေကသူတို့ကရယူလိုမင်းနေပဲဖြစ်တာဖြစ်တော့အော်ငါသမီးကို view site နေဟာ AC fine နဲ့ဒါမျိုးကြတော့ဟိုကတားလေးမွေးထားရောကိုသားကတစ်ဖက်မင်းကလေးကိုဂယူးဆိုင်တာကိုမလိုလားမကြိုက်ဘူးဒါကြောင့်ချွေးမနဲ့ရောက်ခမနဲ့မတည့်တာရောက်ခမဆိုမဖြစ်စေနဲ့ကျမတော့ကျမဘဝတတ်တာမှာကျမရောက်ခမဆိုဘယ်တော့မှအဖြစ်မခံဘူးជីပြူနဲ့လက်ထဲပေးလိုက်မယ်သူကသူချဲလေထုရိုက်တတ်ဘာလို့ကျမနဲ့မဆိုင်တော့ဘူးကျမအပ်လိုက်မှာရော့စိုးမွေကောင်းရင်လဲခံစိုးရင်လဲခံနော်ကောင်းရင်လဲကိုယ့်ကိုစံညနော်ကိုဘဝကိုစိုးရင်လဲကိုယ့်ကိုခံညစိုးမွေကောင်းမွေကျမကပြီးခဲ့ပြီးကျမလက်လွဲပေးလိုက်မှာជីပြူနဲ့လက်လွဲပေးလိုက်မှာတတိတရားနဲ့ပေးတယ်ဆိုရင်မြေတာပို့ပြီးယူလိုက်မပေးဘူးလားမပေးရင်လည်းမြေတာလေးပို့ပေးနေလိုက်ပေးပြီလားပေးပြီဆိုရင်ကျမတို့ကမြေတာအပြင် blessing တွေပေါ့ blessing တွေပေးလိုက်ဒါပဲမပေးလေချင်းငါကတော့ဒီလိုလုပ်ပေးခဲ့လေချင်းဆိုဒါကြောင့်ဒီပြဿနာတွေဖြစ်တာ investment လို့သဘောထားလို့ဒီပြဿနာတွေဖြစ်တာသားသမီးဒီ investment မဟုတ်ဘူးကျမတို့ကလူသားတယောက်ကိုပြုစုပြောထောင်တာဒီလူသားကပြန်အကျိုးပြုပါစေဆိုတဲ့စိတ်နဲ့ဆိုရင် give and take ဖြစ်သွားပြီကျမတို့ရဲ့မေတ္တာတရားတွေမစစ်မှန်ဘူးမတန့်ရှင်းဘူးလူတယောက်နဲ့လူတယောက်ဘယ်လို relationship မျိုးပဲဖြစ်ဖြစ်သမီးစားပဲဖြစ်ဖြစ်လင်မယားပဲဖြစ်ဖြစ်သားသမီးနဲ့ပဲဖြစ်ဖြစ်မိဘနဲ့ပဲဖြစ်ဖြစ်ကျမတို့တွေကဖြူစင်သော relationship ကိုဖြစ်ရမှာငါကတစ်ချက်ပေးတယ်သူစီကနှစ်ချက်လိုချင်တယ်ငါကတစ်ချက်ပေးတယ်ငါသူစီကတစ်ချက်တန်တာလိုချင်တယ်ဆို give and take အဲ့ဒါမေတ္တာတရားမဟုတ်ဘူးအဲ့တော့သားသမီးကိုငရဲပေးတဲ့မိဘတွေမဖြစ်ဖို့အများကြီး စိုက်ဖို့လိုတယ်နော်ဟုတ်လားလက်ခံလားကျွန်မပြောတာအများလူတိုင်းတော့လက်ခံကျွန်မလက်ခံမှာပေါ့ဒါကတော့ကျွန်မရဲ့ခံစားချက်နဲ့ကျွန်မရဲ့သဘောထားကိုပြောပြတာအများနဲ့တော့ထပ်တူကြကြမှာကြမှာပေါ့နော်နှာခေါင်းနေစုပ်ပြတ်နေပြီဒီမှာညှိရတာ
မျက်ရည်ဘူးကြလိုက်ပါလဲတသိန်းလေးသားဟောဆန်လား2သိန်းလေးသားအခုဆန်ကိစ္စအဆင်ပြေသွားပြီလားသူတို့တော့ပို့မယ်ဟိုလိမ့်စာလည်းရဘယ်မှာလဲလိမ့်စာဟောရွာသားကြီးမှာလားငါလည်းဘယ်နေရာမှန်းတော့မသိသူများသားကိုအပိုင်သိမ်းခိုင်းကိုသားကိုလည်း GGPU နဲ့ပေးကြနော်ခုနကိုလင်း comment တွေ့လိုက်တယ်นี่ปูအရန်ကြငါထိုးမှာဘာနိုင်မှာလဲဘာနိုင်မှာလဲဟဲ့ညလေပတ်လက်ခံတဲ့ကိစ္စပတ်လက်ကလည်းတော်ကြရေးစီရေးချိန်နဲ့မနေ့ကပဲတငယ်ချင်းနေနဲ့ဖုန်းပြောတငယ်ချင်းကဘန်ကောက်လာခဲ့ပါလားတဲ့ဘန်ကောက်လာခဲ့ပါလားတဲ့နင်စိတ်ပြေလက်ပြောင်းတဲ့လှုပ်ချင်တာရင်လှုပ်ကြအောင်လှုပ်ချင်တာဘာရင်လှုပ်ရငငယ်တော့မလှုပ်ခဲ့ရတဲ့ဟာလေအောင်ကြောင့်မို့ကပို့ထားပြီးပြီတဲ့ကြည်ပြီးပြီလားအမားတဲ့မိမိကြီးရဲ့အချိန်ပြောရမှာလေကျွန်တော်လည်းပုံစံခွဲတဲ့အခြားခံရပါများလူကစက်ရုံနဲ့တူနေပြီတဲ့ရုံထွက်လေစက်ရုံနဲ့မတူပါဟမ်မမပွိုင်းလေကိုလင်းရုံထွက်လေဟမ်မမပွိုင်းနေမဖြစ်နဲ့မမပွိုင်းနေဆိုကြိုက်ဘူးကိုရီးယားရင်သွားမှာလေကိုရီးမရှိရင်မဖြစ်ဘူးဆိုတဲ့ဟာမျိုးဖြစ်လို့မရအောင်တတိရှိအောင်လုပ်လေကြောက်ရင်တော့မရဘူးပေါ့မမေကိုကြောက်တယ်ဟာလားအဲ့လိုဖြစ်မှာအကြောက်ဆုံးပဲတို့ကလေအဲ့လိုဖြစ်မှာအကြောက်ဆုံးအဲ့လိုဖြစ်မှာအရန်ကြောက်တာတို့ကြောက်တာမျိုးတို့ဟာတို့ကလေအဲ့လိုအကြောက်ခံမှာအကြောက်ဆုံးမှာနောက်ပြီးတော့အဲ့လိုကြောက်ပြီးတော့မှလူတယောက်ကအဲ့လိုနေရမှာအောင်လဲဘယ်နဲ့ဆုံးတာဦးတယောက်ရှိရမလားအဲ့ရတယ်လဲနေလို့လားလူကြီးရောက်တာပေါ့ဟုတ်တယ်80ကျော်တယ်တို့ဘာတေးရဆောရှာတယ်ဆောတော့မဆောပါဘူးနော်
သူ့မိတော့စူတော့မှာပဲတီတင်းကိုတဲ့မြောက်ပေးနေတာဟုတ်လားဟုတ်ဘူးလူငယ်ဆိုတာလွတ်လပ်ရမယ်လေအိမ်ကမေလိုပဲပေါ်တယ်တမီးကသူ့ကိုကြည့်တယ်လို့ तू ကတော့တမီးတို့ကိုပြန်မကြည့်ဘူးတဲ့အမွေးထားတဲ့ကျေးဇူးနဲ့ပဲဂိုင်ပေါက်တယ်တီတင်းရေတဲ့ဒါကြောင့်တချို့မိပါတွေကရှိတယ်လို့တို့ပြောတာလေစကားလုံးနည်းနည်းတော့ခါလိမ့်မယ်သားသမီးကိုငရဲပေးတဲ့မိပါဆိုတာတကယ်ရှိတယ်မလုပ်ပါဘူးအခုဖြစ်နေတဲ့ဖြစ်စဉ်ဖြစ်ရတယ်ဆိုတာလေသားသမီးကိုငရဲပေးတာပေါ့နော်မိဘဆိုတော့ကိုယ်တိုင်ကဖျောင်းနိုင်ဖြစ်ရမယ်လောင်ကျွမ်းကျင်တော့လောင်ကျွမ်းပစ်စေလင်းနေအောင်လင်းနေပေးရမယ်ထို့အကြောက်မှာအကြောက်ဆုံးအလားတို့ရေးထားတဲ့စာရှိရဲ့တားရှင်တွေကိုစားမေမေတို့ရဲ့ရင်တွင်းစကားဆိုတဲ့စာရှင်းဆိုင် page မှာရှိရဲ့ဖတ်ကြည့်တား University ပို့တဲ့နေ့မှာတို့ရေးထားတဲ့စာကျေးဇူးတရားနဲ့ဘယ်တော့မှမချင်တာဘူးကျေးဇူးရှိရဲ့နင့်ငါမွေးထားတာနင်ဒါမလုပ်ရအောင်တော့ဆို no အဲ့ဒါမဟုတ်ဘယ်သူမှမမွေးခိုင်းဘူးလေဟုတ်လားမွေးခိုင်းလို့လားတို့မွေးပေးပါလို့ကိုရီကိုမွေးပေးပါလို့တောင်းဆိုပြီးလူလောကလည်းရောက်လာလားရွေးချယ်ပိုင်ခွင့်မရှိမိဘကိုရွေးချယ်ပိုင်ခွင့်မရှိဘဲနဲ့ရောက်လာတဲ့သားသမီးကိုထပ်ပြီးတော့မှကိုကမလုပ်တဲ့ဘူးလေဟုတ်တယ်လားထောင်လေးလည်းလှတယ်နော်လန်ညိုးဟာလေးလည်းဆေးတောက်ဆန်လို့မလို့ထပ်ပြီးတော့နောက်တစ်ကြိမ်50နဲ့8သိန်းခွဲထောင်လေး50နဲ့8သိန်းခွဲဒီနေ့မစားရကြတော့ငါတို့မီနူးအသစ်ဆိုတော့စားရတာအဆင်ပြေသွားဗျာမဲမရောနေလိုက်တော့အဆင်ပြေတယ်တဖန်ပြန်လဲလာအဲ့အရန်တတိထားပါနော်အစ်စ်တွေအများကြီးပါတယ်လာနေပြီညနေကဈေးတင်တာလေးဘယ်လောက်တန်လောက်ပြမလဲနောက်ဘွားကျရင်ဂျပန်မှာလူငယ်ဘွားကုံဆုံးရမယ်မှန်းသိရင်တဲ့အမေဘလောက်ညင်ညင်မထွက်ဘူးတဲ့အေးသမီးကဲဒီနေ့တော့လူငယ်တွေရဲ့ရင်ဖွင့်တန်ပေါ့ဟုတ်လားဒီနေ့ကလူငယ်တွေရဲ့ရင်ဖွင့်တန်ဖြစ်သွားကဲလာဖွင့်ညာရင်နဲ့ပေါ့သွားအောင်လို့
လူငယ်တွေရင်လာဖွင့်ညကျွန်တော်ဒါမမေကိုစမ်းကြံလိုက်မမေဘာဖြစ်သွားမလဲဆိုတော့ကြောက်စိတ်နေပါဗျာတဲ့မမေကိုမစမ်းကြင်ရလို့မဟုတ်ပါဘူးတဲ့ဟုတ်ပါတယ်မဟုတ်ပါဘူးတို့ကလည်းဟွာလေဘလို့လဲတော့မသိဘူးပေါ့နော်စမ်းကြင်နေဆိုတာအဲ့လိုပြောတာမဟုတ်ပါဘူးဟိုစားကိုယ့်ကို survival လုပ်နိုင်ရမယ်ဆိုတာကိုဆိုလိုတာပါနော်ဒီတိုင်း plain စမ်းကြရမှာမဟုတ်ဘူးလေနော်လူတစ်ယောက်နဲ့တစ်ယောက်နဲ့ဆိုတာလေ discuss လုပ်ရမှာလေဆွေးနွေးရမှာလေတို့ဆိုဆွေးနွေးရမင်းနားထားမှာဆွေးနွေးရမှာဆွေးနွေးပိုင်ခွင့်ပေးရမှာမမပွိုင်းနေမမခဲတွေဖြစ်တာတွေရတယ်ပပခဲတွေဖြစ်တာတွေရတယ်မိဘတွေကတော့ဂုဏ်ယူနေမှာပေါ့ကျင်နေနေမှာပေါ့ငါသားသမီးလေးငါချက်တယ်ငါသားသမီးကငါစကားနားထောင်တယ်ဒါပေမဲ့ငါသားသမီးတကယ်စိတ်ချမ်းသာရဲ့လားလို့မတွေးတဲ့အမေကြီးအများကြီးရှိတယ်သိလားကျွန်မမကြိုက်တာအဲ့ဒါကျွန်မအဲ့လိုဖြစ်မှအရန်ကြောက်တာဟာငါသားသမီးကငါစကားအရန်နားထောင်နားလို့ပဲသူတို့ကတွေးတာလေသူစိတ်ချမ်းသာရဲ့လားလို့တွေ့ကျမတို့စိတ်ချမ်းသာဖို့ပဲရှေ့ရှုတယ်စိတ်ချမ်းသာစေချင်တယ်ကျမကြောင့်ဆိုတဲ့ဟာကိုဗဟုပြုပြီးတော့မှစိတ်မစင်းရဲစေချင်အဲ့လိုမျိုးတယောက်နဲ့တယောက်နဲ့တော့ဘောကအချိန်နေချင်းမတူကြဘူးပေါ့လေနော်ဖြစ်စဉ်ဖြစ်ရချင်းမတူကြဘူးပေါ့လေအခုကျမနော်တားလီမှာဖြစ်ရနာမည်ပဲလားကျွန်တော်အတွက်ကအများကြီးရင်းထားတုန်းကလေဗုဒ္ဓဘာသာစစ်စစ်နော်မီယိုဖလာဗုဒ္ဓဘာသာစစ်စစ်အရန်ယုံကြည်တဲ့သူမြန်မာပြည်ရန်ချစ်တဲ့သူအမလေးချောင်းစိုးချင်မှာဆိုလို့ထိန်းပြောရတယ်တော်တော်ဆိုးတယ်ဟဲ့အေးအဲ့လိုဆိုပြရမှာငါတို့အတက်တွေကအရန်များနေအဲ့တော့လေကျမကလေဗုဒ္ဓဘာသာစစ်စစ်မီယိုဖလာဗုဒ္ဓဘာသာစစ်စစ်ဆိုတာထက်ကိုကြော်လွန်ပြီးတော့မှတပ်ဝင်ယုံကြည်ဗုဒ္ဓဘာသာစစ်စစ်ကျမတိုင်းပြည်ကျမအရန်ချစ်တယ်ကျမနိုင်ငံကျမအရန်ချစ်တယ်မြန်မာပြည်ဒီတို့ပြည်ကျမတိုင်းပြည်ဘလောက်ဆင်းရဲဘလောက်စုပ်ပြက်ဘလောက်ပဲဘလို့ဖြစ်နေကျမတိုင်းပြည်ကနေခွာဖို့အတွက်ကျမလုံးဝစိတ်မကူးခဲ့ဘူးကျမလောက်ထိကျမတိုင်းပြည်ကိုကျမချစ်တယ်ကျမမြန်မာပြည်မှာနေရတာပဲပြောတယ်ဒါမဲ့ကျမသားပေါ့နိုင်ငံခြားမှာကြီးတယ်နိုင်ငံခြားမှာနေတယ်လက်ရှိနိုင်ငံခြားမှာပဲသူ့ရဲ့အတမွေးဝမ်းကြောင်းကလည်းရှိနေတယ်နော်ဆိုတော့သူတည်ရှိနေတဲ့ surrounding ပတ်ဝန်းကျင်မှာတွေ့တဲ့သူကိုပဲဖြစ်မှာပေါ့ဟုတ်တယ်လားဆိုတော့မြန်မာမရှိတဲ့ရဲဝင်းမှာကြီးပြင်းရတဲ့သူဖို့ကဖူးစာရှင်ရှာတဲ့အချိန်မှာလည်းမြန်မာဖြစ်ချင်မှလည်းဖြစ်မှာပေါ့ဟုတ်တယ်နော်သူရှင်တန်နေရတဲ့ပတ်ဝန်းကျင်အလိုက်ဖြစ်မှာပေါ့အဲ့တော့ကျွန်မကိုယ်တိုင်ကဗုဒ္ဓဘာသာဖြစ်ပေမဲ့ဗုဒ္ဓဘာသာကိုတက်ဝင်ယုံကြည်ပေမဲ့သူသာချစ်တယ်ဆိုရင်ကျွန်မခရိယန်နဲ့သဘောတူတယ်သူသာချစ်ပလိစေသူစိတ်ချမ်းသာပလိစေအင်္ဂလိပ်မှာလည်းကျွန်မသဘောတူတယ်တရုတ်မှာလည်းကျွန်မသဘောတူတယ်ဂျပန်မှာလည်းကျွန်မသဘောတူတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မပေါင်းရမှာမဟုတ်ဘူးလေသူပေါင်းရမှာကျွန်မနဲ့အဆင်ပြေဖို့မလိုဘူးလေသူနဲ့အဆင်ပြေဖို့လိုတာကျွန်မအဆင်ပြေတာဦးစားပေးလို့မရဘူးလေသူအဆင်ပြေတာဦးစားပေးရမှာကျွန်မနဲ့အတူတူနေရမှာမဟုတ်ဘူးလေသူဒီ main ကလေးနဲ့သူနဲ့အတူတူနေရမှာအဲ့ဒါကိုကျွန်မငါကတော့ဘလို့စံချိန်စံနှွန်းနဲ့မှမလို့ငါကတော့ဘလို့မှမလို့ no ဟုတ်လားဆိုတော့မမပွိုင်းနေဖြစ်တယ်မမခဲတွေဖြစ်ကြတယ်ဟာငါသမီးကငါရဲ့စကားမြည်ဝဲမကြနာထောင်တာငါသားကတော့ငါစကားမြည်ဝဲမကြနာထောင်ငါကတေးဆိုတေးရှင်ဆိုရှင်ဆိုပြီးတော့မှအမေအများစုကျမတို့မြန်မာအမေအများစုကဂုံယူတတ်ကြတယ်ကျမသမီးကကျမစကားရမ်းလာထောင်တာကျမသားကျမစကားရမ်းလာကျမတေးဆိုတေးရှင်ဆိုရှင်မဲ့အမလေးဘလို့မီးငိမ့်တာဘလို့မီးတေးတာအရန်ဂုံယူကြတယ်
တယောက်နဲ့ပြိုင်ဆိုင်တဲ့နေရာမှာလေအမြဲတမ်းအဲ့ဒီလိုစကားမျိုးတွေနဲ့ပြိုင်ဆိုင်ကြတယ်ဂုံယူမှုတွေဟာသားသမီးဟာဘလောက်တိတက်ကြောင်းဘလောက်လိမ်မာကြောင်းဘလောက်ကိုယ်စကားနားထောင်ကြောင်းဆိုပြီးတော့မှတို့တွေကဒီလိုမျိုးတွေနဲ့ကျမတို့မြန်မာလူမှုအတိုင်းဝိုင်းမှာပြိုင်ဆိုင်ကြတယ်ကိုယ့်ကိုဘလောက်ထောက်ပံ့ကြောင်းနောက်ဆုံးနော်ဘလောက်ပြန်ပြီးမိဘကိုထောက်ပံ့ကြောင်းဆိုတာတွေနဲ့တို့တွေကပြိုင်ဆိုင်ကြတယ်ဒါပေမဲ့တို့မိနေတဲ့မိကွန်းတစ်ခုရှိတယ်ငါသားသမီးလေးတကယ်စိတ်ချမ်းသာနေရဲ့လားအဲ့မိကွန်းတို့မစင်စားငါသားသမီးလေးစိတ်ချမ်းသာနေရဲ့လားဆိုတဲ့မိကွန်းမစင်စားဘူးနော်တို့စကားနားထောင်တာကြီးပဲတို့ဂုံယူတာတို့ဘလောက်ထောက်ပံ့နေတို့ဘလို့လှုပ်ကြွေးတယ်တို့ကတေးဆိုတေးရှင်ဆိုရှင်တို့ဘလို့ဆိုတာပဲတို့တွေကဂုံယူကြတာငါကြောင့်ငါသားသမီးစိတ်ချမ်းသာရဲ့လားသူဖြစ်ချင်တာတွေမှဖြစ်ရရဲ့လားဆိုတဲ့အတွေးကိုတွေးဖို့မေ့နေကြတယ်ကျမအဲ့ဒါဖော်ပေးတာကျမတော့အဖြစ်မခံဘူးကျမတို့သားသမီးကကြောက်တာမျိုးကျမအကြောက်ဆုံးပဲသားသမီးကကိုယ့်ကိုကြောက်တယ်ဆိုတဲ့ဟာမျိုးကျမအကြောက်ဆုံးပဲကျမအချစ်ပဲအချစ်ခံချင်တာကျမကိုကြောက်တာကျမမလိုချင်ဘူးကျမကိုချစ်တာပဲကျမလိုချင်တာကျမကိုချစ်တာမျက်နှိုးတာတန်မိုးထားတာကျမကိုကြောက်တာကျမမလိုချင်ဘူးဒါကြောင့်မလို့ကျမကိုကြောက်အောင်ကျမဘယ်တော့မှမလုပ်ဘယ် relationship မှာမဆိုဘယ်သူနဲ့ပဲမဆိုကျမကိုကြောက်အောင်ကျမဘယ်တော့မှမလုပ်ဟုတ်လားအဲ့တော့အရန်ကြီးအတ္တတွေမာနတွေမလုပ်ကြနဲ့ယောက်ျားတွေနဲ့လည်းဒီလိုပဲအိမ်အောင်ဘက်တွေနဲ့လည်းနော်ကျမဒါကြောင့်မလို့ကျမလေးဘယ်သူနဲ့ပဲဖြစ်ဖြစ်ဟို after you ဆိုတဲ့စိတ်ကိုအများကြီးရအောင်ငွေထားတယ်ဟောသူစိတ်ချမ်းသာပါစေလေဟောသူတို့အဆင်ပြေပါစေလေဟောသူတို့ဟိုဖြစ်မှဆိုတဲ့ဟာမျိုးကျမအမြင်နဲ့အဲ့လိုမျိုးလေးဖြစ်အောင်မျိုးအမြင်နဲ့နေတယ်ဆိုတော့အဲ့တော့လေ after you ဆိုတာပြောရင်တော့လွယ်ပါတယ်အရန်လေ့ကျင့်ရတာအရန်ခတ်ပါတယ်เนาะဆိုတော့အဓိကတော့သားသမီးနဲ့မိပါပေါ့လေယောက်ျားတော့နိုင်လို့ကနိုင်နင်းလို့ကနင်းကြလှုပ်ချင်တယ်လို့သာလှုပ်ကြဟုတ်တယ်လားเนาะဆိုတော့ဒီချိန်ကျမှလည်းတားလို့တွေမရဘူးလေเนาะဟုတ်တယ်လားအဲ့တော့သားသမီးနဲ့မှာတော့သားသမီးတွေကိုလွတ်လပ်ခွင့်ပေးလိုက်ပါကိုငိမ့်မောင်ရဲ့ပေါ့เนาะကလေးတွေကိုလွတ်လပ်ခွင့်ပေးလိုက်ပါကိုငိမ့်မောင်ရဲ့လို့ပဲပြောရမှာเนาะအမေတွေရန်နေမှာမဆန်နဲ့အရန်အတ္တမကြီးနဲ့เนาะဟုတ်ပြီလားနည်းနည်းလေး short ကိုသားသမီးတကယ်စိတ်ချမ်းသာရဲ့လားဆိုတဲ့ဟာကိုပြိုင်အဲ့ဒါအရေးကြီးဆုံးပဲလူတယောက်လူဖြစ်ရကြိုးနဲ့ရဲ့လားဆိုတာအရေးကြီးဆုံးပဲเนาะဟုတ်ပြီလားသူအရွယ်သူ IQ သူတို့ရဲ့ခေတ်သူတို့ရဲ့စနစ်နဲ့ပြောရှင်းပါစေเนาะဟုတ်ပြီလားထိန်းချောင်းတာမျိုးပဲလုပ်ပါ control လုပ်တာမျိုးထိန်းချုပ်တာမျိုးမလုပ်ပါနဲ့ထိန်းချောင်းတာပဲလုပ်ပါထိန်းချုပ်တာမျိုးမလုပ်ပါနဲ့ကျမလည်းထိန်းချောင်းနေဒါပေမဲ့ကျမမထိန်းချုပ်ဘူးထိန်းချောင်းတာနဲ့ထိန်းချုပ်တာနဲ့မတူဘူးเนาะထိန်းချောင်းတာကိုလုပ်ပါမိဘဆိုတဲ့အရွယ်မိဘဆိုတဲ့ experience မိဘဆိုတဲ့နေရာကနေထိန်းချောင်းမှာမထိန်းချုပ်နဲ့ထိန်းချုပ်နဲ့เนาะအဲ့ဒါလေးကဲပမာလဲအစ်စ်တွေနဲ့တော့သမီးညလုံးရမ်းရရတယ်လို့ထားတယ်။ငါနှုတ်ပြုံနေလို့မျက်နှာမောမကြည့်ဖြစ်ကဲကျမဒီဘက်ကလေ comment အခုချိန်ထိကိုမတွေ့ရတာတော့အရန်ပဲသိလားချပြီးပြန်တက်ကြည့်လိုက်မယ် comment လေးတက်အောင်လို့ပြန်တက်ခဲ့ကြနော်ကျမလေးချပြီးပြန်တက်လိုက်မယ် comment လေးတက်အောင်လို့ comment လုံးဝမတက်ဘူး